အခြေခံလစာရန်23,000ထိရရှိနိုင်တဲ့အပြင်ဆာကူရာကျောင်းရဲ့အင်တာဗျူးအောင်ချက်အကောင်းဆုံးဖြစ်တဲ့စားတောင်းကုန်ထုတ်အကြောင်းကိုဆာကူရာမော်လမြိုင်ကျောင်းခွဲတွင်စုံစမ်းနိုင်ပါပြီရှင်။မော်လမြိုင်အပြင်ရန်ကုန်မန္တလေးတောင်ကြီးနဲ့ပခုက္ကူမှာလည်းတက်ရောက်နိုင်တယ်လို့ online class များလည်းဖွင့်လှစ်ထားပါတယ်။ training visa အားဆိုရင်ဂျပန်စာအောင်လက်မှတ်မလိုအပ်ပဲအင်တာဗျူးတွေဝင်ရောက်ဖြေဆိုနိုင်တဲ့အပြင်အခြေခံလစာရန်18,000ပတ်ဝန်းကျင်ရရှိနိုင်မှာဖြစ်ပါတယ်။ဒါအပြင်အကျွေးစနစ်နဲ့လည်းသွားခြင်းနဲ့ဂျပန်ရောက်မှာမိမိရဲ့လစာတွေကနေအတိုးရောအရေးမှာခွဲပြီးဆက်လို့ရတယ်။တိုကုတဲ့စားတောက်ကုန်ထုတ်အားဆိုရင်အခြေခံလစာရန်23,000ထိရရှိနိုင်ပါတယ်။တကယ်လို့ကိုဟာဘွဲရထားရဲဆိုရင်တော့ work visa နဲ့တွားတင်တယ်လို့မိမိရဲ့ဂျပန်စာရေးချင်းပေါ်မူတည်ပြီး agency fees အခမဲ့ zero cost များလည်းရှိထားပါတယ်။ဒါကြောင့်ပိုကောင်းသောဘဝကိုပိုင်ဆိုင်ခြင်းတဲ့သူတိုင်းဆာကူရာမော်လမြိုင်ကျောင်းခွဲကိုရွေးချယ်တက်ရောက်တင်ပါတယ်။လိပ်စာကတော့အောင်ဆန်းလမ်းမပေါ်မြိုင်တာရုပ်ကတွေမှာတည်ရှိတာဖြစ်ပြီးတော့နေကားလက်တက်ခြင်းတဲ့သူတွေရဲ့အတွက်ယောက်ျားလေးအဆောင်မင်းကြီးအဆောင်တွေရောစီစဉ်ပေးပါတယ်။ဆာကူရာကျောင်းရဲ့ရည်မှန်းချက်မှာဂျပန်စာရေးချင်းပြည်ပြီးတော့ကျောင်းသူကျောင်းသားများကိုမွေးထုတ်ပေးပြီးတော့အချိန်တူတူအတွင်းအခွင့်အလမ်းကောင်းများရရှိနိုင်စေရန်အကြံပေးနိုင်ရပဲဖြစ်ပါတယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်